မြန်မာနိုင်ငံလို့တော့မထင်ရတယ်မြန်မာနိုင်ငံတွေကမြို့များနံပါတ်1နေနေကတော့ပန်ဝါမြို့ပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာနေပြီးတော့နှင်းကြပါတယ်လို့တွားပြောရင်ဖင်ပိတ်ညင်းနေတယ်လို့ပဲထင်ပါပါဒါပေမဲ့တကယ်ပဲဒီနိုင်ငံထဲမှာနှင်းကိုရှယ်ကြီးကြတဲ့မြို့တွေရှိနေပါတယ်အခုမြင်နေရတဲ့မြို့ဆိုရင်လည်းဖျားစုမြန်မာနိုင်ငံတွေကမြို့လေးဖြစ်ပါတယ်မြို့နာမည်ကတော့ပန်ဝါလို့ခေါ်ပြီးတော့ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာတည်ရှိပါတယ်မြန်မာနိုင်ငံရဲ့နှင်းမြို့တော်လို့လည်းတင်စားကြပြီးတော့တရုတ်နဲ့မြန်မာကိုကူးတန်းသွားလာလို့ရတဲ့နယ်စပ်မြို့လေးတစ်မြို့ဖြစ်ပါတယ်ကချင်တိုင်းရင်းသားတွေပဲနေထိုင်ကြပေမဲ့အများစုကတရုတ်မျက်နှာပေါက်တွေဖြစ်ကြပါတယ်။ဒါကြောင့်ပန်ဝါကိုပထမဆုံးရောက်ဖူးတဲ့သူဆိုရင်တရုတ်ပြည်ရောက်သွားပြီလို့ကိုထင်မှတ်သွားတတ်ကြပါတယ်။ဒီဘုရားစီတီနဲ့ဘုန်းကြီးကျောင်းတွေသာမရှိဘူးဆိုရင်မြန်မာနိုင်ငံတွေကမြို့ဆိုတာကိုကြိမ်ပြောနေရမှာဖြစ်ပါတယ်။နံပါတ်2နေကတော့ဖလန်းမြို့ပါ။ချင်းပြည်နယ်ဖလန်းမြို့ကတော့တိမ်ပင်လယ်မြို့ဆိုပြီးတော့နာမည်ကြီးပါတယ်။မြို့ရဲ့အနေအထားကတိမ်နေရဲ့အပေါ်မှာတည်ရှိနေတာပါ။တိမ်နေပေါ်မှာလွင့်နေတယ်ဆိုတာဒီလို view မျိုးနဲ့မှအန်ကိုက်ဖြစ်ပါတယ်။ Okay တောင်ကဘာရံကပင်လုံးကျပွင့်တဲ့ cherry ပင်တွေကြောင့်နတ်ပြည်မှာလမ်းလျှောက်နေရတယ်လို့ဖြစ်နေမှာပါ။တကယ်တော့ဒီဖလန်းမြို့လေးကအင်္ဂလိပ်နယ်ချဲခေတ်တုန်းကဆိုရင်အင်္ဂလိပ်အစိုးရရဲ့ရုံးဆက်ရာမြို့ဖြစ်ခဲ့တာပါ။ဒါကြောင့်ဖလန်းမြို့လေးကတချို့သောအဆောက်အအုံတွေကအခုထိကိုအင်္ဂလိပ်အငွေ့သက်တွေကျန်ရှိနေသေးတာဖြစ်ပါတယ်။တိမ်ပင်လယ်တွေကြားထဲကခေါင်မိုးနေနဲ့ဖျားကျောင်းတွေကြောင့်ရုတ်တရက်ကြီးလိုက်မယ်ဆိုရင်ဥရောပကမြို့လေးတစ်မြို့လားထင်မှတ်ရပါတယ်ဒါပေမဲ့စိတ်မကောင်းစွာနဲ့ပဲလမ်းမဆက်သွယ်ရေးတွေခက်ခဲတာကြောင့်ဘယ်ဗလော်ကာမှမရောက်တဲ့နေရာလေးတစ်ခုလည်းဖြစ်ပါတယ်။နံပါတ်3နေကတော့ခေါင်လန်ဖူးမြို့ပါ။ဒီမြင်ကွင်းကိုရုတ်တရက်ကြီးလိုက်ရင်ကိုရီးယားရောက်နေရလို့ပဲထင်ရမှာပါ။တကယ်တော့ဒါကမြန်မာနိုင်ငံထဲမှာရှိတဲ့ရွာလေးတွေဖြစ်ပါတယ်။ရွာလေးရဲ့နာမည်ကတော့ရှိန်းခေါင်ရွာလို့ခေါ်ပြီးတော့ကချင်ပြည်နယ်ခေါင်လန်ဖူးမြို့မှာတည်ရှိပါတယ်။စီးနှင်းနေအပြည့်ဖုံးလန်းနေတဲ့တောင်တန်းတွေကြားတွေကအင်္ဂလိပ်တွေကြောင့်တရုတ်ပိုင်းကားတွေရောက်သွားတယ်လို့မျိုးခန်းစားရမှာပါဒီနေရာလေးကိုသွားခြင်းနဲ့ဆိုရင်တော့တရုတ်နိုင်ငံကတစ်ဆင့်ပဲသွားလို့ရပါတယ်။လမ်းမဆက်သွယ်ရေးတွေခက်ခဲတာကြောင့်မြန်မာနိုင်ငံကနေသာသွားမယ်ဆိုရင်တစ်သက်လုံးမရောက်ဖို့ပဲများပါတယ်။နံပါတ်4နေကတော့ဝါကန်နာရွာလေးပါ။ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာလည်းဝါကန်နာရွာလေးတရားရှိပါတယ်။အဲ့ဒီရွာလေးကတော့ပျော်ပွဲမြို့တွေကကြည်နီဆိုတဲ့ရွာလေးပဲဖြစ်ပါတယ်။ကျွန်တော်ဘာလို့ဝါကန်နာရွာလို့ပြောရတယ်လဲဆိုရင်တော့ဒီအင်ကြီးနဲ့ဒီခြံကြီးကိုသာကြည့်လိုက်ပါ။ဒီအင်ကြီးကဖျားစုရွာတွေကအိမ်ကြီးဖြစ်ပါတယ်။ရွာလို့သာပြောရပေမဲ့ကျွန်တော်တို့ရက်ကွက်ထထောင်ပို့ပြီးတော့တာနာပါတယ်အင်ဂျီအများစုကခြံနဲ့ဝန်းနဲ့နေကြပြီးတော့တဲအိမ်အောင်လိုက်ရှာရမယ့်အနေအထားဖြစ်ပါတယ်။မြို့ထဲမှာတော့တယောက်ကွက်လုံးမီးထိန်ထိန်လင်းနေတယ်ဆိုတာရှားပါတယ်။ဒါပေမဲ့ဒီရွာလေးမှာတော့တရွာလုံးမီးထိန်ထိန်လင်းပါတယ်။တရွာလုံးဒီမှာစပိန်လုပ်ငန်းကိုပဲလုပ်ကင်ကြပြီးတော့ဒီစပိန်လုပ်ငန်းနဲ့ပဲချမ်းသာကြတာဖြစ်ပါတယ်။ပျော်ပွဲကိုရောက်ဖြစ်ခဲ့ရင်လည်းကြီးနီစမှုကြေးရွာလေးကိုအလဲတစ်ခေါက်သွားလဲကြည့်ကြဖို့အကြံပေးချင်ပါတယ်။နံပါတ်5နေကတော့ဝပြည်နယ်တွေပါ။ဝပြည်နယ်ဆိုတဲ့အတိုင်းပဲအခုကတော့ဝတို့ရဲ့ပြည်နယ်ကြီးဖြစ်နေပါပြီ။ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပြီးတော့ဘယ်တော့တရုတ်စာတွေကိုပဲမြင်တွေ့နေရမှာဖြစ်ပါတယ်။အခုမြင်နေရတဲ့မြို့လေးကတော့ဝပြည်နယ်တွေကတစ်ခုဖြစ်တဲ့ဝင်းကောင်ဆိုတဲ့မြို့လေးပဲဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ဘာမှမပြောဘဲနဲ့ဒီအဆောက်အုံကြီးပဲတန်းပြလိုက်မယ်ဆိုရင်တရုတ်နိုင်ငံလိုပဲထင်သွားကြမှာ။ကားစီးလွန်ပေါ်တဲ့နေရာဖြစ်ပြီးတော့တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေရဲ့အချက်ချာပြည်နယ်တွေလည်းဖြစ်ပါတယ်။တရုတ်ငွေကြေးကိုပဲအသုံးပြုကြပြီးတော့အချစ်စစ်ရှားတဲ့မြို့ဆိုပြီးလည်းနာမည်ကြီးပါတယ်။အဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်